တော့တဆူတော့ရန်ကုန်ဇူးရောက်နေပါတော့ဟေလီလေးကိုရန်ကုန်ဇူးပထမအောင်ဆုံးအခုလိုက်ဖို့ဖြစ်တာပါတဆူသူ့လိုက်ဖို့မယ်နဲ့အမျိုးတိတ်မလိုက်ဖို့ဖြစ်ဘူးပေါ့နော်အခုမှပထမအောင်ဆုံးရောက်ပူတာပါအဲ့တော့တဆူတို့အထဲဝင်လိုက်ရအောင်နော်တရိတ်ဆန်ဦးရင်ကိုရောက်ရင်အရင်ဆုံးရေမြင်ထားတဲ့နေရာကိုရောက်တယ်။အဲ့မှာဝင်ကြည့်ပြီးဆိုတာနဲ့တစ်ဆက်ထဲမှာပဲမြောက်လေးတွေထားတဲ့နေရာပေါ့နော်။အဲ့ဒီနေရာကိုရောက်တယ်။အဲ့တော့သူတို့တစ်ခါတည်းဝင်ကြည့်ကြမယ်။1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20, 21, 22, 23, 24, 25, 26, 27, 28, 29, 30, 31, 32, 33, 34, 35, 36, 37, 38, 39, 40, 41, 42, 43, 44, 45, 46, 47, 48, 49, 50, 51, 52, 53, 54, 55, 56, 57, 58, 59, 60, 61, 62, 63, 64, 65, 66, 67, 68, 69, 70, 71, 72, 73, 74, 75, 76, 77, 78, 79, 80, 81, 82, 83, 84, 85, 86, 87, 88, 89, 90, 91, 92, 93, 94, 95, 96, 97, 98, 99, 100, 101, 102, 103, 104, 105, 106, 107, 108, 109, 110, 111, 112, 113, 114, 115, 116, 117, 118, 119, 120, 121,
Oh my god, more than 10 minutes. ညောင်လေးတွေကြည့်ပြီးတာနဲ့ဖြန့်လေးတွေရှိတဲ့နေရာကိုရောက်ပါတယ် Yeah, push your limits with you right now. Gotta get it right now. Yeah, push your limits with you right now. Gotta get it right now. Yeah, push your ဖြန့်လေးတွေကြည့်ပြီးပြီဆိုလို့ရှိရင်တော့ဘက်ဂီငားလို့ရတဲ့နေရာကိုရောက်ပြီးဘက်ဂီတွေကနိုင်ဝက်ကိုတစ်စီးထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဆူတို့အနဲ့ရောက်ဖို့တဆူတို့အစာပြေမုံဆိုင်နဲ့ထိုင်ဆောင်နေပါတယ် Yeah, push your limits with you right now.
အခုတဆူကိုတရိတ်ဆန်လေးလည်းတော်တော်များများကြည့်ပြီးပြီဆိုတော့ကလေးတွေရောလူကြီးတွေရောဘာအရန်စားနေကြပြီအဲ့တော့တဆူကိုတည်လာတဲ့စားစရာတွေကိုပြင်ဆင်ပြီးတော့စားနေပါပြီဒီမှာလာမယ်ဆိုလို့ရှိရင်ကို့အခင်းလေးနဲ့ကိုပေါ့နော်ကိုစားချင်တာလေးတွေတည်လာပြီးအေးဆေးထိုင်စားမယ်ဆိုလို့ရှိရင်အရန်ဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဇူတစ်ခုလုံးကအဲ့လိုအပင်နေနဲ့အရိပ်လဲရတယ်နောက်ပြီးတော့လေတဖြူဖြူနဲ့ဆိုတော့မိသားစုအေးဆေးဆေးထိုင်စားမယ်ဆိုလို့ရှိရင်အရန်ဆင်ပြေပါတယ်ရန်ကုန်ဇူရဲ့အပြန်ထွက်ပေါက်နာမှာဆိုလို့ရှိရင်တော့ White Tiger ရှိတယ်။အခုတခုကတော့ White Tiger ကြည့်ပြီးရင်တော့ပြန်တော့မယ်။ Gotta get it right now. Yeah, push over limits with you right now. Gotta get it right now. Yeah, push over limits with you right now. တရိတ်ဆန်လေးလည်းအများကြီးပဲပြပြီးပေါ့နော်ဟေလီကတော့အရန်ပျော်နေညနေလည်းရောက်ပြီဆိုတော့တဆူတို့လည်းပြန်တော့မယ်ဒီနေ့ကတော့ဟေလီလေးအတွက်ဆိုလို့ရှင်ဘဟုတုတလည်းအများကြီးတိုးတယ်ပေါ့နော်အကောင်လေးလည်းအပြင်မှာသူဟိုမြင်လိုက်ရသူအရန်ပျော်တယ်အရန်လည်းစိတ်ဝင်စားတာပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြမယ်နော် bye bye Get it right now.